အားလုံးပဲမင်္ဂလာပါ Healthy for You Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျန်းမာရေးနဲ့အလားပါဆိုင်ရာဗဟုသုတတွေကိုနေ့စဉ်တင်ဆက်ပေးနေတဲ့ channel လေးဖြစ်လို့ Healthy for You Channel လေးကို subscribe မလုပ်ရသေးရင်လည်းနှိပ်သွားပေးခဲ့ပါဦးနော်ဒီနေ့မှာတော့ပရိသတ်တွေအတွက်အရွယ်မတိုင်ခင်မှာအုံမင်းရင်းရော်ခြင်းကိုဖြစ်စေနိုင်တဲ့အကြောင်းအရာအချက်9ချက်ကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုဆက်ကြည့်လိုက်ကြရအောင်အရွယ်မတိုင်ခင်အုံမင်းရရော်ခြင်းဖြစ်စေနိုင်တဲ့အချက်9ချက်ပရိသတ်တွေကိုကျန်းမာရေးနဲ့ပတ်သက်တဲ့ဗဟုသုတလေးတစ်ခုဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်အရွယ်မတိုင်ခင်မှာအုံမင်းစေတဲ့အချက်လေးတွေပဲဖြစ်ပါတယ်ဒီအချက်တွေကိုရှောင်ရှားလိုက်နာမယ်ဆိုရင်တော့နုပြိုပြီးတော့အရွယ်တင်စီမှာပဲဖြစ်လို့လိုက်နာကျင့်သုံးကြဖို့ကိုလည်းတိုက်တွန်းချင်ပါတယ်နံပါတ်1အိတ်ချိန်မမှန်ခြင်းအိတ်ချိန်မမှန်ခြင်းကအိမ်ရေးမဝခြင်းကိုဖြစ်စေပါတယ်အေးရေးမဝခြင်းကအာယုံစူးစိုက်နိုင်စွာနဲ့ကိုယ်ခံစွမ်းကိုလည်းကျဆင်းစေနိုင်ပါတယ်။အေးရေးမဝရင်ခန္ဓာကိုယ်ရဲ့သွေးလည်ပတ်စနစ်ကိုကျဆင်းစေတဲ့အတွက်အရေပြားရဲ့ကျန်းမာရေးကိုလည်းအထူးထိခိုက်စေပါတယ်။ဒီတော့အိတ်ချိန်မမှန်ပဲအမြဲတမ်းဖြစ်နေမယ်ဆိုရင်တော့သင်ဟာအရွယ်မတိုင်ခင်အုံမင်းရရော်သူတယောက်ဖြစ်လာမှာအသေးချပါပဲ။ဒီနေ့ခေတ်လိုမျိုးအီလက်ထရောနစ်ပစ္စည်းတွေပေါ်များလာတဲ့ခေတ်မှာကွန်ပျူတာကထွက်လာတဲ့အလင်းတွေ TV ကထွက်လာတဲ့အလင်းတွေနဲ့ဖုန်းစကရင်မျက်နှာပြင်ကထွက်တဲ့အလင်းတွေကလည်းတင်းရဲ့အိတ်ချိန်ကိုနှောက်ယှက်တက်ပြန်တာကြောင့်အိယာမဝင်ခင်နိုင်ဝက်အလိုလောက်မှာဒီအလင်းတွေနဲ့ဝေးဝေးနေတင်ပါတယ်အရွယ်ရောက်ပြီးတဲ့လူတယောက်ဟာတနေ့ကိုအိတ်ချိန်9နာရီကနေ10နာရီခန့်ထိအိရေးဝဝအိတ်ဆက်ပေးဖို့လိုပါတယ်ဒါကြောင့်တင်းရဲ့အိတ်ချိန်တွေကိုတန်ဖိုးရှိစွာအသုံးချပြီးတော့အရွယ်မတိုင်ခင်အုံမင်းမှုမှလွတ်မြောက်အောင်တိုက်တွန်းလိုက်ရပါတယ်နံပါတ်2စိတ်ဖိစီးမှုများပြားလွန်ကဲခြင်းစိတ်သာရှင်စောဖျားဟောဆိုတဲ့ဆိုရိုးစကားအတိုင်းပါပဲရုပ်ကိုစိတ်ကဆောင်ပါတယ်စိတ်ဖိစီးမှုလုံကဲနေမယ်ဆိုရင်တော့သင်ဟာရုပ်ကြပြီးတော့အရွယ်မတိုင်ခင်မှာအိုမင်းလာမှာအသေးချပါပဲစိတ်ဖိစီးနေချိန်မှာခန္ဓာကိုယ်ကနေဟော်မုန်းတွေများများဆဆထွက်ရှိတတ်ပါတယ်ဟော်မုန်းထွက်ရှိမှုအစမတန်များပြားလာတာနဲ့ရေပြားမှာအောက်ဆီဂျင်လျော်နေပြက်လက်တတ်တာမို့ဝက်ချံတွေတောင်ထွက်လာစေပါတယ်ဒီတော့အရေပြားကျန်းမာရေးထိခိုက်ပြီးတော့အသားရည်ကိုလည်းညှို့ညစ်ပြီးကြမ်းတမ်းစေပါတယ်။အရေးကြောင်းတွေလည်းဖြစ်ပေါ်လာတတ်တာမို့အရွယ်နဲ့မလိုက်တဲ့နုပြိုမှုတွေကိုဆုံးရှုံးရပြီးတော့ပိုပြီးအိုမင်းလာတဲ့အောင်ထင်မှတ်သွားတတ်ပါတယ်။ဒါကြောင့်တင်မှာစိတ်ဖိစီးမှုများလာတဲ့ခါမျိုးမှာသက်ဆိုင်ရာဘာသာတရားလိုက်ဘာသာတရားလေ့လာလိုက်စားတာကစိတ်ဖိစီးမှုကိုအကောင်းဆုံးဖြေလျော့နေတစ်ခုဖြစ်ပါတယ်။တရားထိုင်တာကိုယ်လက်လှုပ်ရှားမှုလေးကျင်ကန်လုပ်တာယောဂကျင့်တာနဲ့လမ်းလျှောက်ခြင်းတို့ကလည်းစိတ်ဖိစီးမှုကိုရော့ကျစေပါတယ်။တခြင်းနာထောင်ခြင်းအတွေးများခြင်းကိုတတိကပ်ပြီးရှော့ချခြင်းတို့ကလည်းသင်ကိုတွေ့ဝိုက်ပြီးတော့လူပြိုခြင်းတွေပေးနေတယ်ဆိုတာကိုမမေ့လျော့သင့်ပါဘူးလို့အကြံပြုချင်ပါတယ်။နံပါတ်3လည်ပင်းနဲ့လက်များကိုလှစ်လျူရှုထားခြင်းမျက်နှာအလှကိုသာဂယုစိုက်ထားပြီးတော့လည်ပင်းနဲ့လက်အလှကိုတော့လှစ်လျူရှုထားမယ်ဆိုရင်လည်းလူတစ်ယောက်အတွက်ပြီးပြည့်စုံတဲ့အလှဖြစ်စေမှာမဟုတ်ပါဘူး။မိန်းကလေးအများစုကမျက်နှာအလှပကိုသာဦးစားပေးလေးရှိကြပြီးတော့လည်ပင်းနဲ့လက်အတွက်တော့ပြင်ဆင်ဖို့မေ့လျော့နေကြလေရှိပါတယ်။မျက်နှာအလှကိုဂယုတစိုက်ပြုပြင်ကြသလိုနေရောင်တန်ကိုထိတွေ့လေးရှိတဲ့လက်ကိုလည်းဂယုတစိုက်ပြင်ဆင်ဖို့လိုပါတယ်။မျက်နှာလှပဖြူဖွေးပြီးတော့လည်ပင်းအသားမဲနေတာလက်တွေညိုမဲနေတာဟာလက်တလောကြီးရဆိုသလိုနုပြိုခြင်းကမျှတဖို့လည်းလိုပါတယ်။ဒါကြောင့်မျက်နှာလိမ့်ခရင်ကိုလည်ပင်းကိုလိမ့်ပေးတာအသားရည်အားဖြည့်ခရင်တွေကိုလည်ပင်းနဲ့လက်တွေကိုလိမ့်ပေးတာမျိုးတွေနဲ့အသားရည်မညီတဲ့အိုမင်းရင်ရော်ခြင်းကိုကာကွယ်တားဆီးနိုင်မှာပဲဖြစ်ပါတယ်။နံပါတ်4နေကမျက်မှန်ရဲ့အသုံးဝင်ခြင်းကိုမေ့လျော့မိခြင်းဒီချက်ကတွေးကြည့်ရင်ရည်စရာလဲကောင်းပါတယ်။ဘလို့ပဲဖြစ်ဖြစ်တွေ့ဝိုက်တဲ့အချက်ပင်ဆိုတော့ငါလဲသင်မေ့မထားတဲ့အချက်တစ်ချက်လဲဖြစ်ပါတယ်။အခုချိန်မှာရာသီဥတုပြောင်းလဲလာခြင်းကြောင့်ခရမ်းလွန်ရောင်ကြီးအညွှန်းကိန်းတွေဟာတိတာစွာမြင့်မားလွန်ကဲလာတာအားလုံးအသိပဲဖြစ်မှာပါ။ခရမ်းလွန်ရောင်ကြီးတွေကမျက်နှာရဲ့အနူးညံ့ဆုံးအစိတ်ပိုင်းတစ်ခုဖြစ်တယ်။မျက်ဝန်းတစ်ဝိုက်ကအရေပြားတွေကိုဆိုးရွားစွာဒုက္ခပေးနိုင်ပါတယ်။လူတွေအိုမင်းလာပြီဆိုတဲ့ပြရုပ်တစ်ခုအနေနဲ့လက္ခဏာပြတဲ့အခါမျိုးမှာမျက်ဝန်းဘေးမှာကြက်ချီခတ်တွေလိုဖြစ်လာတဲ့ရေကြောင်းတွေကစပြီးတော့လက္ခဏာပြတတ်ကြပါတယ်။ဒီတော့အပြင်ထွက်မယ်ဆိုရင်မျက်ဝန်းတစ်ဝိုက်ကိုလုံခြုံမှုအပေးနိုင်ဆုံးဖြစ်တဲ့နေကာမျက်မှန်တစ်လက်ကတော့လိုကိုလိုနေပြီဖြစ်ပါတယ်။နေကာမျက်မှန်မတက်ပဲနေပူထဲသွားရတဲ့အခါမျိုးကိုသင်မြင်အောင်ကြည့်လိုက်ပါ။နေအောင်ကြည့်ရဲ့စူးရှားတဲ့အရှင်ကြောင့်မျက်မှောင်ကြကြီးကြုံထားရတာမျိုးကသ
တင်းရဲ့မျက်လုံးအရေးပါတစ်ဝိုက်ဖြစ်တဲ့မျက်ဝန်းပတ်ပတ်လည်နဲ့နှစ်ဖူးမှာအရေးကြောင်းတွေကိုဖြစ်လာစေနေတာမို့လို့တင်းဟာအရွယ်မတိုင်ခင်မအိုမင်းကျင်မှုဆိုရင်တော့အပြင်ကိုထွက်တိုင်းနေကာမျက်မှန်စောင့်ထားလိုက်ဖို့ကိုတိုက်တွန်းလိုက်ပါရစေ။နံပါတ်5မျက်လုံးကိုလက်ဖြစ်ပုတ်ခြင်းမျက်လုံးကိုလက်ဖြစ်ပုတ်ခြင်းအကြောင်းကိုပြောရတာကလည်းဇရာရဲ့လက္ခဏာကိုပြတာကမျက်ဝန်းတစ်ဝိုက်ကအရင်စပြလေးရှိလို့ပဲဖြစ်ပါတယ်။မျက်ဝန်းတစ်ဝိုက်အရှိပြကအင်မတန်နူးညံ့တာကိုအပေါ်အချက်မှာလည်းပြောပြီးသားဖြစ်ပါတယ်။ဒါကြောင့်ပဲမျက်လုံးကိုလက်နဲ့ခဏခဏပုတ်တတ်တဲ့သူတွေမျက်လုံးအားနေလို့မကြာခဏမှုန်ဝါသွားမှုကြောင့်လက်ဖြစ်ခဏခဏပုတ်တတ်တဲ့သူတွေအနေနဲ့ကြုံတွေ့ရနိုင်တာကတော့မျက်ကွင်းညိုခြင်းကိုဖြစ်စေနိုင်တာပဲဖြစ်ပါတယ်။မျက်ကွင်းညိုတဲ့လူတွေရဲ့ဒုက္ခကိုမျက်ကွင်းညိုသူတွေပဲသိတယ်ဆိုတဲ့အတိုင်းပါပဲ။မျက်ကွင်းညိုခြင်းဟာမိတ်ကက်လိမ့်တဲ့အခါမှာလည်းအသားရည်ညစ်အောင်ညှိရတာမလွယ်ပါဘူး။မျက်ကွင်းညိုခြင်းကိုတတ်တာစေတဲ့ခွင်တွေကလည်းဈေးကြီးလွန်းလာပါတယ်။ဒါကြောင့်တည့်ရဲ့မျက်နှာလေးလူပြိုနေစေခြင်းနဲ့ဆိုရင်တော့မျက်လုံးကိုလက်နဲ့ခဏခဏပုတ်ခြင်းမှရှောင်ရမှာပဲဖြစ်ပါတယ်။နံပါတ်6မှောက်အိတ်ခြင်းမှောက်အိတ်မယ်ဆိုရင်မျက်နှာပြည့်ပြည့်လေးဖြစ်တယ်။မှောက်အိတ်လို့ပြောကြလေးရှိပေမဲ့တကယ်တမ်းတင်တို့တည်ထားရမှာကမှောက်အိတ်တဲ့လူတွေကတာမန်လူတွေထက်ပိုပြီးတော့အိုမင်းရစ်ရော်စေတဲ့အချက်တစ်ခုပဲဖြစ်ပါတယ်။ညစဉ်ညတိုင်းမှောက်အိတ်တွေဆိုတဲ့လူတွေမှာရက်ပေါင်း30အတွင်းမှာပဲမျက်နှာပေါ်ကအသားရည်တွေကိုတိတိတတ်တာထိရိုက်ပျက်စီးစေနိုင်ပါတယ်။ဒါကြောင့်မှောက်အိတ်တတ်တဲ့ပြိုမေလေးတွေအနေနဲ့အခုပဲအဲ့ဒီအလေးချင်းကိုပြင်လိုက်ကြဖို့တိုက်တွန်းလိုက်ပါတယ်။နံပါတ်9အရည်တွေကိုပိုက်ပြစ်စုပ်တောက်ခြင်းဘလို့များတက်ဆိုင်ပါလိမ့်လို့ထင်သွားကြတယ်မဟုတ်လားအဲ့ဒါကအမှန်ပါပဲဗျပိုက်ပြစ်စုပ်တောက်တဲ့အလေးချင်းကကြာလာတဲ့အခါမှာနှာခမ်းတစ်ဝိုက်ကအရည်ပြားတွေကိုအကျိုးသက်ရောက်မှုဖြစ်စေပြီးတော့အရေးကြောင်းတွေကထင်လာတတ်ပါတယ်။စီးကရက်ကိုရှိုက်ပြီးတောက်တက်ခြင်းကလည်းဒီနည်းအတိုင်းအကျိုးသက်ရောက်မှုဖြစ်စေပါတယ်။အချိုရည်ကိုပိုက်နဲ့တောက်ပြီးတော့ငုံထားတတ်တဲ့သူတွေမှာလည်းဂရင်းကျမ်းမာရေးကိုထိခိုက်ပြီးတော့သွားများကိုလည်းအဝါရောင်တန်းစေပါတယ်။ဒါကြောင့်အရွယ်မတိုင်ခင်မှာအိုမင်းရရော်ချင်းကင်းဝေးရအောင်ပိုက်ပြစ်စုပ်တောက်တဲ့အလေးထားကိုအခုပဲရှောင်လိုက်ကြဖို့ပြောချင်ပါတယ်။ကဲဒါကတော့အရွယ်မတိုင်ခင်အိုမင်းရရော်ချင်းဖြစ်စေနိုင်တဲ့အချက်9ချက်ပဲဖြစ်ပါတယ်။ဒီဗီဒီယိုလေးကအသုံးဝင်နေဆိုရင်တော့ share လေးတစ်ချက်လုပ်ပြီးမျှဝေပေးလိုက်ပါဦးခင်ဗျာ။နောက်တဲ့ဗီဒီယိုလေးတွေမှာလည်းဘလို့စိတ်ဝင်စားစရာအကြောင်းအရာလေးတွေကိုတင်ဆက်ပေးမလဲဆိုတာကိုစောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်လို့ပြောရင်းနဲ့ဒီကနေ့အစီအစဉ်လေးကနေနှုတ်ဆက်လိုက်ပါတယ်။